သူဦးထုတ်ကိုချုပ်လိုက်တဲ့အချိန်မှာအတန်းတစ်ခုလုံးငြိမ်ကျသွားတယ်ဘယ်သူမှသူတို့မျက်စိသူတို့မယုံနိုင်အောင်ဖြစ်သွားကြတယ်လွန်ခဲ့တဲ့ရက်ပိုင်းလေးကမှသူဟာလူတိုင်းလိလူရှုထားတဲ့တုံးအကောင်မလေးဖြစ်ပါတယ်အခုတော့သူဟာရုပ်ရှင်ရိုက်ကွင်းထဲကနေတန်းထွက်လာတဲ့ပုံစံမျိုးဖြစ်နေပါပြီဒါပေမဲ့သူတို့မသိတာကသူဟာပိုကြီးမားတဲ့လှုပ်ဝက်ချက်တစ်ခုကိုဖုံးကွယ်ထားတယ်ဆိုတာပါပဲတကယ်တော့သူဟာလွန်ခဲ့တဲ့ရက်ပိုင်းလောက်အထိဘယ်သူမှမကြားဘူးတဲ့နိုင်ငံသေးသေးလေးကမင်းသမီးတစ်ပါးဖြစ်နေပါတယ်မီယာကအရင်တုန်းကလုံးဝတာမန်မိန်းကလေးတစ်ယောက်ပါရုပ်ရည်ကရိုးရိုးလေးနဲ့အမြဲနိုင်ကျင့်ခံရတတ်ပြီးခေါင်းငုံကစကားနေတဲ့သူပါသူကတော်တော်လေးကိုရှက်တတ်ပါတယ်စင်ပေါ်တက်ရတဲ့အချိန်ဆိုရင်အရန်စိတ်လှုပ်ရှားလုံးလို့အန်ဂျင်တို့တောင်ခံစားရတတ်ပါတယ်ဒါပေမဲ့မီယာရဲ့16နှစ်ပြည့်မွေးနေ့မှာတော့သူ့အမေကအံ့ဩစရာသတင်းတစ်ခုပြောလိုက်ပါတယ်တကယ်တမ်းကျတော့သူ့မှာတစ်ခါမှမတွေ့ဘူးတဲ့အဖွားတစ်ယောက်ရှိနေတာပါမီယာကစာအိတ်ပေါ်ကလိပ်စာအတိုင်းလိုက်သွားတော့အရန်ခမ်းနားတဲ့အင်ကြီးတစ်လုံးစီရောက်သွားပါတယ်တက်တက်ရရဝတ်ထားတဲ့အိမ်တော်ထိန်တစ်ယောက်ကသူ့ကိုအထဲခေါ်သွားပေးပါတယ်မီယာကသူ့ပုံစံအတိုင်းပေါ့ပေါ့ပပပဲကြောပိုးအိတ်ကိုကျမ်းပြင်ပေါ်ပစ်ချပြီးဆိုဖာပေါ်ဝင်ထိုင်လိုက်ပါတယ်တနာစရာအိမ်တော်ထိန်ကများသူ့အိတ်ကိုကြော်ခွသွားရရှာတယ်မကြခင်မှာပဲသူ့အဖွားရောက်လာပါတယ်အဖွားကကြက်တည်ရှိပြီးတည်ငြိမ်လှပါတယ်အဖွားဘေးမှာရှင်ရက်လိုက်တော့မီယာပုံစံကတော်တော်ကြည့်ရဆိုးနေပါတယ်ကဲမင်းကိုပေးစရာတစ်ခုရှိသေးတယ်ရော့ကျေးဇူးပါပဲဝိုးဒါဂျီနိုဗီယာနိုင်ငံရဲ့တော်ဝင်တစိပ်ပဲဒါအဖွားငငယ်တုန်းကပိုင်ခဲ့တာလေပြီးတော့ဟိုဟာကအဖွားရဲ့အဖွားပိုင်ခဲ့တာပါသမီးဒါကိုတေချာသိမ်းထားပါမယ်သမီးကောင်းကောင်းဂရုစိုက်ပါမယ်သူတို့လက်ဖက်ရည်တောက်ဖို့ဥယျာဉ်နဲ့ထွက်လာကြပါတယ်အဖွားကနာမည်တစ်ခုပြောပြီးမီယာကြားဘူးလားလို့မေးပါတယ်မီယာကလုံးဝမသိပါဘူးအဖွားကအဲ့ဒီလူဟာဂျီနိုဗီယာရဲ့အိမ်ရှိမင်းသားဖြစ်ပြီးမီယာရဲ့အဖေဖြစ်ကြောင်းရှင်းပြပါတယ်သူ့အဖွားကတကယ်တော့ဂျီနိုဗီယာရဲ့ဘရင်မဖြစ်ပြီးဒါကမီယာဟာမင်းသမီးတစ်ပါးဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲမီယာကသူ့ကိုအခုလိုဖြစ်လာတာယုံတောင်မယုံနိုင်ပါဘူးဘာလို့သူ့ကိုရွေးရတာလဲလို့အဖွားကိုမေးပါတယ်ဘရင်မကြီးကဆွေမျိုးတော်ဆက်မှုအရသူဟာထီးနှန်းဆက်ခံမဲ့တူးရဲတော်သူဖြစ်ကြောင်းရှင်းပြပါတယ်မီယာတယောက်ငုံမဲမဲဖြစ်သွားပါတယ်သူကစကားစစ်ထိုးပွဲအတန်းချိန်မှာတောင်စကားကောင်းကောင်းမပြောရဲတဲ့သူပါနိုင်ငံတစ်ခုလုံးကိုသူဘယ်လိုလုပ်အုပ်ချုပ်နိုင်မှာလဲသူမင်းသမီးမဖြစ်နိုင်ဘူးလို့အတင်းညင်းပြီးထွက်ပြေးသွားပါတော့တယ်အိမ်ပြန်ရောက်တော့မီယာကသူ့အမေကိုဒေါသတကြီးပြောဆိုပါတော့တယ်ဘာလို့ဒီလိုဝက်ချက်ကို15နှလုံးလုံးဖုံးကွယ်ထားခဲ့တာလဲသူ့အဖေကတော်ဝင်မျိုးနွယ်ဆိုတာဘာလို့တစ်ခါမှမပြောခဲ့တာလဲတာမန်အတိုင်းလွတ်လွတ်လပ်လပ်နေနိုင်အောင်လုပ်ပါလို့အမေကရှင်းပြပေမဲ့မီယာကတော့လက်မခံနိုင်သေးပါဘူးဒါပေမဲ့ဘရင်မကြီးကတော့လက်မလျှော့ပါဘူးမီယာသာထီးနှန်းညင်းပယ်လိုက်ရင်ဂျီနိုဗီယာနိုင်ငံပျောက်ကွယ်သွားနိုင်တာမို့သူကိုယ်တိုင်မီယာအိမ်ကိုရောက်လာပါတယ်မီယာမိုးထက်ခန်းကဆင်းလာတဲ့အခါဘရင်မကြီးကသူ့အမေနဲ့လက်ဖက်ရည်ထိုင်တောက်နေတာတွေ့လိုက်ရပါတယ်သူတို့နှစ်ယောက်ပေါင်းပြီးနားချပေမဲ့မီယာကတော့စိတ်မပြောင်းပါဘူးသူ့အမေကအဆင်ပြေမဲ့နီလန်းတစ်ခုအကြံပေးပါတယ်ဂျီနိုဗီယာလွတ်လပ်ရေးနေ့ကပွဲမတိုင်ခင်မီယာကဘရင်မကြီးစီမှာမင်းသမီးတင်တန်းတက်ရမယ်ဆိုတာပါပဲကပွဲမတိုင်ခင်တရက်အလိုကြမှာသူနောက်ဆုံးဆုံးဖြတ်ချက်ချနိုင်မှာပါမီယာရောဘရင်မကြီးပါသဘောတူလိုက်ကြပြီးမီယာလည်းအဖွားနဲ့အတူအင်ကြီးစီပြန်လိုက်သွားပါတယ်ကားပေါ်ရောက်တော့ဟိုနှိတ်ဒီနှိတ်ခလုတ်တွေစော့ကစားတာမနေနိုင်ပါဘူးဒီလိုကားမျိုးသူတစ်ခါမှမစီးဘူးပါဘူးကြွားချင်တာနဲ့သူ့တငယ်ချင်းအိမ်ရှိမှာတော့ကားထရိုင်ဘာကိုရက်ခိုင်းလိုက်ပါသေးတယ်ဒါပေမဲ့ကြောင်းရောက်တော့မီယာကအားလုံးအနိုင်ကျင့်ခံရတဲ့ကောင်မလေးပြန်ဖြစ်သွားပါတယ်အားပေးရေးအဖွဲ့ဝင်တွေကသူ့ကိုမြင်တာနဲ့မကောင်းပြောကြတော့တာပါပဲဘေ့စ်ဘောကစားသမားတွေကလည်းသူ့ကိုလူရမသွင်းကြပါဘူးကျောင်းစင်းတော့သူဘရင်မကြီးအိမ်ကိုသွားပါတယ်အဖွားကတော်ဝင်တာဝန်တွေနဲ့အလုရှုပ်နေတော့မီယာကငြိမ်ငြိမ်မနေပဲရုပ်တုတစ်ခုနဲ့စော်ရင်းလက်ချောင်းကိုမတော်တဆချိုးမိသွားပါတယ်ပြပြတလဲလဲနဲ့ကျိုးသွားတဲ့လက်ချောင်းကိုရုပ်တုပါဆက်ထဲထိုးထည့်လိုက်ပါတယ်ပြီးတော့သူဘရင်မကြီးခန်းကိုသွားပါတယ်မီယာကိုပုံစံပြောင်းပေးဖို့အတွက်အရင်ဆုံးအစအဆုံးစစ်ဆေးကြပါတယ်ရလက်ကဘားတဲ့လဲသူ့ရဲ့ကိုနေဟန်ထားလားသူ့ဆံပင်လားသူ့အသားရည်လားဘာတစ်ခုမှမင်းသမီးဆန်နှုံနဲ့မကိုက်ညီပါဘူးသူ့မျက်လုံးဝိုင်းကြီးတွေကလှပေမဲ့မျက်ခုံးမွေးတွေကတော့ရှုပ်ပွားနေတာပါပဲလူကြားတဲ့လမ်းလျှောက်တဲ့အခါကိုလူတွေကအမြဲကြည့်နေကြတာလေဒါကြောင့်ဒီလိုကြီးပြင်းတွဲမနေရဘူးပခုံးလျှော့မယ်အရက်ရှိရှိနေမယ်ဘိုက်ချက်ထားမယ်ပြီးတော့ကိုလေးချိန်ကိုခြေထောက်တစ်ဖက်စီရွှေ့မယ်တရက်ကျတော့သူကတော်ဝင်ကျင့်ဝတ်တွေတင်ယူရပါတယ်နောက်တရက်ကျတော့ကျောင်းပြန်ရောက်ပြီးအားကစားချိန်မှာဘောလုံးနဲ့အပေါက်ခံရပြန်ပါတယ်ဆရာကလည်းသူ့ကိုဖမ်းတဲ့ပုံစံကိုဝေဖန်ပါသေးတယ်နေ့ဘက်ဆိုရင်ကျောင်းမှာအနိုင်ကျင့်ခံရတာတွေကိုသိခံရတယ်ညဘက်ကျတော့မိမကောင်းပြီးတောက်ဖို့လိလာရပြန်တယ်သူဘလောက်ပင်ပန်းနေလဲဆိုတာဘရင်မကြီးမြင်တော့အိမ်ပြန်နာဖို့ပြောလိုက်ပါတယ်မီယာကအနားယူရပြီးထင်လိုက်ပေမဲ့စိန်ခုံမှုအစ်စ်တစ်ခုကအခုမှစတာပါဘရင်မကြီး